Hello အားလုံးပဲမင်္ဂလာပါအခုဆိုရင်တော့ကျွန်တော် GD sneaker shop ကိုရောက်နေပါတယ် New Balance 930ဝင်မျိုးဆုံးဖြတ်ခဲ့တာပါရောက်တဲ့အချိန်မှာပဲ940ကအရင်အလုံးနဲ့လှနေဘူးအချိန်မှာပဲကာလာဝေးလေးတော့ချိခဲ့ပါတယ်ကြည့်နေတော့ဘောနော်အရင်စုံတယ်ကာလာဝေးလေးအရင်လှတယ်အချိန်မှာပဲကျွန်တော်အရင်ကြိုက်တဲ့အရောင်လေးကစင်စွယ်နဲ့ New Balance logo အနက်ကလေးနဲ့အရင်မိုက်အဲ့ဒီကိုဝယ်မလို့ဆုံးဖြတ်ခဲ့တယ် and then အနက်ရှိမယ်အပြာလေးရှိမယ်ဒီကတော့930မှာကိစ္စခဲ့ navy blue မှာ white နဲ့အဲ့တော့ကို choice လုပ်ခဲ့တယ်ဒါကကျွန်တော်ကြိုက်တဲ့အရောင် New Balance logo နှံ့နေနဲ့စင်စွယ်ရောင်လေးအောက်ကဆိုးကမိခိုးရောင်လေးရမ်းမိုက်ဒီကတော့အောက်ကဆိုးကနှက်ရောင်လေးပေါ့နော်ရုံးသွားရုံးပြန်ကျောင်းသွားကျောင်းပြန်ရမ်းဆင်ပြီးတဲ့ outfit မျိုးစုံနဲ့ဝယ်လို့ရပြီ။ပို့ပါနဲ့ရမ်းမိုက်နေ။ဒါကတော့ကျွန်တော်ရုံးလုံးဝ surprise ဖြစ်သွားခဲ့တဲ့ကာလာပေါ့နော်အချိန်ကာလာလေးကျွန်တော်ကောင်မလေးကကျွန်တော်ဝယ်ပေးမယ်ဆိုပြီးတော့ birthday present ဆိုပြီးတော့ကျွန်တော် surprise လုပ်ခဲ့တယ်။အရင်ပြောတယ်ဖနက်တင်မဟုတ် spray ဘူးပါပါတယ်ဖနက်ရှော်မဲ့အချောက်ရှော်မဲ့ spray ဘူးပါမယ်။ရမ်းပြောသွားခဲ့တယ်ပေါ့နော်။သူ present ရှင်းပေးတော့ပါမယ်။အားလုံးပေါင်း total ဒေါ်လာ200လောက်တော့ကျပါတယ်ခဏကတော့160 190ပေါ့နော်ဒေါ်လာ190စပီးဘူးက29ကျပ်လာမသိဘူးသူပတ်ရှင်းပြီးနေပါတယ်ကျွန်တော်အခုချိန်မှာကျွန်တော်လုံးဝပျော်နေပြီနော်ဆိုင်ထဲထွက်သွားပြီးတော့ပျော်နေတဲ့ခိုင်တန်ပေါ့သူပါပေါ့အဲ့ဒီမှာဘာပဲတီးဝယ်လာဘာပဲတီးတွေကရေခဲတွေရေပြောပြီးတော့ပေါ်ရှုတ်သွားပါတယ်ဒါကတော့ကျွန်တော်ဝယ်ခဲ့တဲ့ဖနက်လေးပါအားလုံးကျေးဇူးတင်ပါတယ်နောက် vlog ရင်းနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်